Katina Patawi the Neta Pula no Katina the Patawi ale 80 lake fitted the Shia Aleda 80 lake fitavi look maya no the Neta Pura Eka de Wadia and Ninya dia no and Ninya dia Popia ye Loyara Lesro Anaye Inya dia Anazuraga Penila Lesro နေလာတယ်နော်အာကိုအန်ပြူထားတယ်နောက်မှာအာတရရှိလို့တမတ်ဆက်မှာပို့လို့နော်မှန်ပါအဲ့တော့အညအရှိကနာနိပတ်ပုတ်နာနိပတ်ပုတ်ကနေအဖြစ်လာမယ်ညဆိုတာကအခြားနော်မှန်ပါဗျာအညဆိုတာကအခြားအနာဆိုတာဘာလို့လဲမရှိတာအဲ့မှာချက်ခွဲမယ်ဆိုရင်တဲ့အာဒီယာတဲ့နော်နာရဲ့အညရဲ့အာဒီယာရဲ့နော်အဲ့တော့အာဒီယာဆိုတာကဆက်ဆက်တာအာဒီယာဘာလို့လဲဆက်ဆက်တာနော်အာရှိတယ်ဒါဓာတ်နော်နေရပစ္စည်းအဲ့တော့တစ်လုံးနဲ့ဓာတ်တွေကအေရနဲ့သုံးနေပြီဆိုရင်နော်ဘာဓာတ်တွေတစ်လုံးနဲ့ဓာတ်တွေနော်တစ်လုံးနဲ့ဓာတ်တွေကအေရနဲ့သုံးနေပြီဆိုလို့ချင်းအဲ့ဒါနေရပစ္စည်းလို့မှတ်ပြီးတော့နော်မှန်ပါဗျာအေယတညာတော်ဤယညာဆိုရယ်အဲ့ကဟာကအဲ့ကအေယမဟုတ်ဘူးနော်ဒါကနေရပြီအဲ့တော့နေရပစ္စည်းဖြစ်တာဖြစ်တဲ့အတွက်အနောက်ကအာလေးရပါလေအာပစ္စည်းပေါ့နော်အဋ္ဌိလိအာပစ္စည်းအဲ့ဒါတော့အာဒီယဆက်ဆက်တယ်အဋ္ဌိလိမလို့အာနဲ့လောက်ထားတယ်ဘယ်လိုနဲ့အညအခြားဆိုတော့ဘယ်လိုနဲ့မဆက်ဆက်တာလဲတော့အခြားတဲ့လူတွေနဲ့မဆက်ဆက်တာเนาะအခြားလူနဲ့ဆက်ဆက်တယ်အရှိမညင်းထားတဲ့အတွက်အခြားတဲ့လူနဲ့ဘာလုပ်တာလဲမဆက်ဆက်တော့အခြားလူနဲ့မဆက်ဆက်ဘူးဆိုတာဘာမလုပ်ဘူးလို့ပြောလဲဆိုတော့အခြားလူတွေနဲ့မတက်ဆိုင်ဘူးလို့ပြောရเนาะအဲ့တော့အနေညတရားအခြားလူနဲ့မဆက်ဆက်တော့သူကအကောလုံးကဒီထိကတောက်လျှောက်ကအဋ္ဌိလိန်နေပဲဆိုတစ်ဆက်တည်းပြန်မယ်ဒီဒနတ္တပူတာတစ်ဆက်တည်းเนาะသူတို့နှစ်ခုပေါင်းမှာအနက်ကတစ်ခုဖြစ်တာအဲ့တော့အာဒီယာအနေညတရားမဆက်ဆက်တော့ဒနတ္တဥစ္စာเนาะတာကြီးတွေ့နေတယ်အနောက်မှာကြည့်လိုက်တော့ပူရဆိုတာဘာလို့လဲပြေတာပြေတာဆိုရင်ပြေတာရဲ့အရှိမဘာရှိတယ်နှင်းရှိတယ်เนาะနှင်းလို့ဖြင်းလို့ရှိတယ်ဒီမှာနှင်းပေါ့ဒနတ္တဥစ္စာနေပူတာပြေတော့ကတိနာဆိုတာတက္ကလရဲ့ပရိယေပုတ်ပေါ့เนาะအဲ့တော့အလုံးစုံเนาะတကိနာအောက်မှာအထက်ကရာဆရာကရှင်းပြထားတာရှိပါတယ်เนาะကတိနာဆိုတာတက်ကလာပါတယ်ဒီမှာเนาะအဲ့ဆိုတော့အလုံးစုံတော့ပထဝီပါတယ်ပထဝီမြေကြီးတိသူကတိဝိပမလားဧကရန္တเนาะအဲ့ဆိုတော့အလုံးတော့ပါဒီပထဝီမြေကြီးဒီဧကတေဝတယောက်ဖြီအားတာလင်းနော်တယောက်ထီအားတာလင်းတကြီးရပါလေအာနော်တယောက်ထီအားတာလင်းနဲ့တိယဘာလို့ရဤဖြစ်ရဤဖြစ်ကောင်းဖြစ်မယ်လို့ပြောတာနော်ဖြစ်ကောင်းဖြစ်ရဤဖြစ်ချင်းဖြစ်မယ်လို့ပြောတာဖြစ်ရဤအဲ့တော့ဒါကိုတိတိကျကျပါတာပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကဒီလိုပြောတာနော်အနေညတေယာတဘာလူနဲ့အခြားတော့သူနဲ့မဆက်ဆက်တော့เนาะဒီအနောက်မှာစာပြီးဆိုရင်အောက်ကဂါထာတွေမှာစဒရာလေးတွေပါတယ်အဲစဒရာတွေကဒီကောင်တွေနဲ့တွေ့ရမှာဒနတ္တပူရာစဥစ္စာနဲ့ပြေဆုံးခြင်းရှိသည်၎င်းကတိနာအလုံးစုံတော့ပထဝီမြေကြီးတွေ၎င်းเนาะဧကတိဝတယောက်ထီအားလာလင်းဆိုတာကအမှန်က
ဒီကအားလို့ပါတာပြန်နေတော့ဒီဝက်ကြယူခုနလို့ရရုံနဲ့မဆက်ဆက်တော့ဥစ္စာနဲ့ပြည့်တော့အလုံးစုံတော့ပထဝီမြေဒီတယောက်တည်းအားလာနေဖြစ်ရဤဆိုစဉ်းစားကြည့်မြန်မာလိုစဉ်းစားကြည့်ဘလို့မှအတိတ်ပဲရဆက်ဆက်လို့မရအောင်ခုနလိုလေးထားတာလေးနဲ့လိုက်ထည့်ပြီးတရားစဉ်းစားကြည့်ပါအကတ္တိဝဧကတ္တိဝဒီအတ္တကြီးကအားလို့ပါတာပြန်နေလို့အတိတ်ပဲဆက်ဆက်လို့မရအောင်ဖြစ်တယ်အမှန်အတွက်လို့ပါတာပြန်ရမယ်ဘယ်လိုပါတာပြန်ရမလဲအတွက်ဧကတ္တိဝတယောက်တည်းတယောက်တည်းအတွက်တာလင်တိရဖြစ်ကောင်းဖြစ်ရ၏နော်ဒီဥစ္စာတွေကတယောက်တည်းအတွက်ပဲဖြစ်ရင်ဖြစ်နေပါစေတဲ့နော်အခြားလူတွေအနေညတရားဘယ်သူနဲ့မှမတက်ဆိုင်ဘူးတယောက်တည်းပဲပိုင်ဆိုင်နေဥစ္စာတွေဒီဥစ္စာတွေပြည့်စုံခြင်းနောက်တစ်မျိုးကတိနာပထဝီနော်ဒီပထဝီမြေကြီးတစ်ခုလုံးအားလုံးကိုတယောက်တည်းရပဲပိုင်ဆိုင်ရင်ပိုင်ဆိုင်နေပါစေလို့ဒီလိုပြောချင်တာနော်အားကြောင့်မို့လို့အနေညတရားမဆက်ဆက်တော့နော်ဥစ္စာတွေပြည့်တော့အလုံးစုံတော့ပထဝီမြေကြီးဒီတယောက်တည်းတက်တာတယောက်တည်းအတွက်တာလည်းရင်တိရဖြစ်ညာအံတဲ့နော်ခုနလိုစတရာမထည့်ခြင်းဘူးဆိုလို့ရှိရင်လေနော်ဒီအလုံးစုံတော့ပထဝီမြေကြီးဒီဘာနဲ့ပြည့်နေတာလဲလို့ယူလို့ရတယ်လေဆိုတော့ဥစ္စာနဲ့ပြည့်နေတယ်လို့တော့ယူလို့ရတာပေါ့နော်အဲဆိုအခြားလူနဲ့မဆက်ဆက်တော့ဥစ္စာနဲ့ပြည့်နေတော့အလုံးစုံတော့ပထဝီမြေကြီးဒီနော်တယောက်တည်းအတွက်တာလင်းတိရလုံညာအဖြစ်ညာအဒီမှာအထာဂရဆရာဘယ်လိုဖွင့်ပြလဲဆိုတော့ဧကတ္တဆိုတာရေညောတယ်တယောက်တည်းမင်းအတွက်တာလို့ပြောတယ်နော်ဒီအောက်မှာပါတယ်ဧကတေဝရေညောတယ်နော်တယောက်တည်းမင်းအတွက်လဲအဲ့တော့သူကတကယ်တမ်းကဒီကာရဆိုလို့ချင်းမင်းကိုပဲရင်ညွှန်းတာမဟုတ်ဘဒုမဆိုဘယ်လိုပုံကိုမျိုးမဆိုရင်ညွှန်းတာအရစကားမှလည်းပြောတယ်လေဒီဟာတွေအကုန်လုံးကဒီပထဝီကဘာကြီးတစ်ခုလုံးမင်းတယောက်တည်းပိုင်နေမယ်ဆိုရင်တော့ဘာညာလို့မပြောဘူးလားပြောတယ်ပြောပါတယ်ဒီနေရာမှာကမင်းကိုပဲယူရမှာမဟုတ်ဘူးလို့ဦးဇင်းကတော့ယူဆတယ်လူသားအားလုံးအကုန်ပါတယ်လို့ဆိုလိုတာလို့ယူဆဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားရှင်ကဧကတ္တိဝလို့ပဲဟောခဲ့တာလေမင်းကိုလို့လည်းရင်ညွှန်းခဲ့တာမဟုတ်ဘူးအားကြောင့်မလို့နော်တယောက်တည်းပဲပိုင်ဆိုင်နေပါစေတဲ့အဲ့လိုပြောတယ်နော်တယောက်တည်းတက်တာလေတိရပညာအံတန်စာပိတန်ဆိုတာဒီအရာကြီးတစ်ခုလုံးကိုဆိုလိုလိုက်တာနော်ထိုအားလုံးကိုလဲနော်ထိုအရာတွေအားလုံးကိုလဲဇဟတိမလုပ်ရ၏ဆွမ်းရ၏ဘလိုလူတွေကဆွမ်းရလဲဆိုတော့တဲ့အဝိတရာကောနော်ဝိတဆိုဘာလို့တာလဲကင်းတယ်ရာကောရာဂနော်ရာဂကင်းတယ်အဲဆိုတော့အလေးရှိတော့ရာဂမကင်းဘူးပေါ့နော်အဲဆိုရာဂမကင်းတော့သူဩဟာဒီအဲဆိုရာဂမကင်းတော့သူဒီတဲ့တန်စာပိထိုရာအလုံးကိုလည်းဇဟတိဘာလို့ရ၏ဆွံ့ရ၏ဥဒယေဆိုတော့ဘုရားပြောတာလဲရှေ့မှာလဲဦးဇင်းတို့တွေ့ခဲ့နော်ဥဒယပတ္တမင်းသမီးကိုပြောတာဟုတ်တယ်နော်ဥဒယပတ္တမင်းသမီးတဲ့မာပမာဒဘာမလုပ်လိမ့်နဲ့မမေ့ရောနဲ့နော်ဓမ္မံတရားကိုစရဘာလို့လို့ကျင့်လို့မာတာစအမိဒီ၎င်းပိတာစအဖဒီ၎င်းဘာတရောကကျတော့ဘာဥပ္ပလဲယောဝိဘဖြစ်တယ်နော်အဲကြောင့်ဘာတရောဘာတာဆိုတဲ့ဘာတုတရာကဟောတာလဲဆိုညီတို့အကူတို့မောင်တို့ဟောတာမဟုတ်လားအဲကြောင့်မို့လို့ဘာတရောညီမောင်အကူတို့ဒီ၎င်းအကုန်လုံးထည့်ပြန်ပေးလိုက်နော်ညီမောင်အကူတို့ဒီ၎င်းဒီတရားလေးနဲ့တားကိုလည်းယူလို့ရတယ်တဲ့နော်ညီတာမောင်အကူတို့ကို၎င်းပရိယာယာပိဒီပရိယာယာပိမှာပါတဲ့ဒီရကအမှန်ဒါရအပိလို့ပုတ်ပြရမှာယာပိလို့ပုတ်ပြရမလဲရအပိလို့ပုတ်ပြမယ်ဒီရလေးကအာဂုံဖြစ်တယ်နော်ဒီရပလက်လေးကဘာလဲအာဂုံအဲဆိုတော့အမှန်ကပရိယာစာပိလို့ရေးရမယ်တို့လည်းသူကပရိယာယာပိဆိုပြီးမှရပလက်အာဂုံလာပြီးရေးထားတာနော်အဲကြောင့်ပရိယာအပေါင်းအပိလို့ပဲသူကပုတ်ပြရမှာအဲကြောင့်ပရိယာယာပိသူတို့နှစ်ခုလုံးပေါင်းလိုက်မှနော်ပရိယာဆိုတာဘာလဲမရမဟုတ်လား
ညမို့ နေရ ညာတို့ဒီ၎င်းတနေနဥစ္စာဖြ ဥစ္ င့် စာဖြင့် ဒီထဲမှာပါတဲ့ဟာကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကီတာပဲပါတယ်ကျန်တာဘာမှမပါဘူးနော်ဒီစာထဲမှာဆရာတော်ဘုရားများနှိတ်တရားဆရာတော်ဘုရားများဖွင့်ပြတာကအဂိတ္တိတာတယ်မရောက်ရည်ဘူးအဲ့လိုပဲပြတယ်နော်အဲ့ဆိုရကကျတော့ဒီမှာကျတော့ကီတာလို့ပဲပါတယ်ဒီကီတာရဲ့အနက်ကိုဒါကဟိုမှာပါတဲ့ကိတ္တတရာကလိုမျိုးမြန်လားပေါ့နော်ကီတဒါတောင်းပစ္စည်းကနေကိတ္တမှန်ဖြစ်နေလားလို့လိုက်ကြည့်တော့လည်းဘလို့မှမတွေ့ရှာမတွေ့ဘူးကီတတက်ကြီးဖြစ်နေတယ်အဲ့ဒါတော့ဒီတိုင်းပဲဒါလည်းဥပင်းကမသိတဲ့အတွက်ဘလို့မှရှာမရအကုန်လုံးကျန်းနေလဲအကုန်လိုက်ကြည့်ပြီဘလို့မှမတွေ့ဘူးအဲ့တော့ဒါဒီတိုင်းပဲခြံထားခဲ့မှရမှာပဲနော်သူ့ဟာနဲ့သူပြန်မယ်ဆိုရင်တော့တဏိနာဥစ္စာဖြင့်ကီတာဝဲဒီဟောတိဖြစ်ဤဒီလိုပဲရမှာနော်မယားတွေအဖေတွေအမေတွေနော်ညီကောင်မောင်နှမတွေဥစ္စာနဲ့ပေးဝယ်တယ်ဆိုရင်တောင်မှလို့ဒီလိုလေးပြန်ကြည့်ပြန်ပါပေါ့နော်ဘုရားကတော့အဲ့လိုလေးတော့စဉ်းစားမိတာပေါ့နော်ဒီအဖေတွေအမေတွေကိုနော်ဒီဥစ္စာနဲ့ပေးဝယ်မယ်ဆိုရင်လည်းပဲသူတို့ကိုဘာလုပ်ကြရမှာပဲလဲဆွလို့ကြရမှာပဲဒီချင်းတရားနဲ့ဘာလုပ်ရမှာပဲလဲရင်ဆိုင်ရမှာဥစ္စာနဲ့ပေးဝယ်လို့ရလားမရပါဘူးတက်လုံးပေးဝယ်လို့မရဘူးအချိန်တိုင်တော့ဘာလုပ်ရမှာလဲစွန့်ကြရအောင်စွန့်လို့အဲ့လိုထင်တာပဲဦးသိန်းကတော့နော်တို့တော့လေသူကဆရာတော်ဘုရားများကအကုန်လုံးပြန်ထားတာကအကုန်လုံးအိုက်တိုင်ကြီးပဲပြန်ထားတာနော်ဒါနေနာဥစ္စာဖြင့်အဂိတ္တိတာဘာမလုပ်ဒီမရောက်ရဲ့ဒီဟောတိဘာလို့ဤဖြစ်ဤနော်ဟိုထဲမှာဟွန်တိလို့ထည့်ထားတယ်ဘာလို့ဟွန်တိလို့ထည့်တာလဲဆိုတော့ဘာတရောကိုရည်ညွှန်းလို့ပရိယာပိကိုရည်ညွှန်းလို့နော်ဟိုကဟောတိဆိုပြီးမှဒီအရှိယကောင်ကိုရည်ညွှန်းခြင်းရင်ဟောတိနဲ့ထည့်လို့ရဒါပါဠိရဲ့ထုံးပဲမှတ်တာနော်စတာတွေအများကြီးပါလာတယ်ဆိုရင်ကိုကဧကဝုတ်ကိုပဲရည်ညွှန်းခြင်းတယ်ဆိုရင်ဟောတိနဲ့ရေးလို့ရတယ်ဘူဝုတ်ကိုရည်ညွှန်းခြင်းရင်ဟွန်တိနဲ့ရေးလို့ရတယ်နော်မှန်ပါဗျာအဲ့တော့အဲ့ထဲအတိုင်းမပြန်မနဲ့ခုနဦးရင်းတိုင်းပြန်ကြည့်အောင်နော်မာလာစာအမိဒီ၎င်းပိတာစာအဖဒီ၎င်းရောစာညီမောင်အကုတာဒိုဒီ၎င်းပရိယာဒီအပိလေးကိုခဏထားလိုက်နော်အရှိအစကိုပြန်ဆွဲမယ်ပရိယာစာမယားတို့ဒီ၎င်းတရားတို့ဒီ၎င်းတနေနာဥစ္စာဖြင့်ကီတာအပိပေးဝယ်တော်လဲနော်ပေးဝယ်တော်လဲနော်ပေးဝယ်တော်လဲဒါပေမဲ့ဦးဇင်းပညာရှင်မဟုတ်တော့ရခြင်းမှလည်းရမှာပေါ့ဗျာနော်ဦးဇင်းရဲ့တဘောအတ္တနောမတိကိုပြောပြတာနော်ပေးဝယ်တော်လဲတေစာပိထို့သူတို့ကိုလဲတို့ဒီလဲထို့သူဒီလဲအညမဉ္ဇံအချင်းချင်းဇဟန္တိဘာလို့ရကြကုန်ဤဆွလို့ကြရကုန်ဤတဲ့သူကအဲ့လိုပြန်ပြတာဒီနေရာမှာတော်လဲလို့ပြန်လိုက်လို့ရှိရင်ဒီနေရာကိုလို့ပြန်မရတော့ပါနော်တေစာပိထိုသူတို့ကိုလည်းအညမဉ္ဇံအချင်းချင်းဇဟန္တိဘာလို့ကြရကုန်ဤဆွလို့ကြရကုန်ဤအချင်းချင်းဆိုတာအပြန်အလှန်လို့ပြောတာနော်ဘယ်လိုကလဲအပြန်အလှန်တယောက်နဲ့တယောက်အပြန်အလှန်ဆွကြရတယ်အမေကလည်းသားကိုဆွရတယ်သားအမေကိုဆွရတယ်အဖေကသားကိုဆွရတယ်သားအဖေကိုဆွရတယ်အကိုကညီကိုဆွရတယ်ညီကအကိုဆွရတယ်အမမောင်ဆွရအမမောင်ဆွရတယ်အကုန်လုံးပေါ့ဆွေမျိုးသားချင်းတွေအကုန်လုံးလင်းကမရမရလင်းအကုန်လုံးအပြန်အလှန်ဘာလို့ကြားရတာပဲလေတနေ့ရောက်ရင်ဆွလို့ကြားရတယ်တဲ့အဲ့လိုပြောချင်တာနော်အဲ့တော့ဥဒယေခုနဟာအတိုင်းဘူးလားဥဒယေတဲ့ဥရိယဗဒ္ဒမင်းသမီးမာပမာဒဘာမလုပ်ပါနဲ့မေလျော့ပါလေမမေလျော့ပါနဲ့ဓမ္မံတရားကိုစရတုကျင့်လို့နော်ကျင့်လို့ကာယောခန္ဓာကိုယ်ဒီနော်
ဘာရာပြန်ပုံလေးတွေပေါ့နော်မြန်မာလိုပြောရတဲ့ဟာလေးတွေကိုကလိုက်တို့ထားလို့ရှိရင်ပါဠိစကားပြောမှလည်းအကျုံးဝင်မယ်ဦးဇင်းတို့စကားပြောလို့ရှိရင်ကိုရီးယားမြန်မာလူမျိုးဖြစ်တဲ့အတွက်ခေါင်းထဲမှာမြန်မာလိုပဲပေါ်မှာလော်တို့ဘာတို့ဒီစာတွေအတိုင်းပေါ်မှာမဟုတ်စားပါတွားပါလာပါလောက်ပါအပြင်မှာပြောနေတဲ့စကားလုံးအတုံးလုံးတွေနဲ့ပေါ်မှာအခါကျရင်ကိုကပါဠိစကားပြောချင်နေဆိုရင်အဲတုံးလုံးတွေမှတ်ထားတယ်ဆိုတော့ဒီဝိဘတ်နဲ့ဒီတိုင်းပြောရုံပဲဆိုရင်မှကိုကပြောလို့ရတယ်ဟုတ်ကဲ့အဲ့ဆက်သွားရအောင်ကာယောခန္ဓာကိုယ်ဒီတဲ့ပရဘောဇနံတိကိုပုတ်ဖြတ်ရင်ဘယ်လိုဖြတ်မှာလဲ ပရဘောဇနံဣတိ ပရဘောဇနံဣတိနတိဆုံးနေပြီးတော့အရှိရကောင်တွေကနံပုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ကောင်ကိုတိတိတင်နဲ့ဣတိလို့ပုတ်ဖြတ်ရမှာနော်ဘယ်လိုနတိဆုံးပဲအရှိရကောင်ကဓာတ်ပဲကျန်တာဘာမှမဟုတ်ဘူးဆိုရင်အချက်ကရိယာဆိုလို့ရှိရင်တော့ဒါအန်တိဝိဘတ်ပေါ့နော်အဲ့ဆိုနတိတွေ့ရင်တခြားစဉ်းစားမယ်ကိုကဒါဒီနံပုတ်လားအချက်ပုတ်လားဒီအရှိရကောင်ကနံပုတ် နံပုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဓာတ်မဟုတ်ပဲနဲ့ဓာတ်ကြီးတက်တက်ရှိနေတာမဟုတ်ပဲနဲ့နံပုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါဒီတိတိတင်နဲ့ဣတိလို့ပုတ်ဖြတ်ရမှာဒီမှာဘောဇနာဆိုတော့ယုပစ္စည်းဆိုတော့ကိတ်ပစ္စည်းကြီးပါမလားဟုတ်လားနော်နံငယ်ဆုံးနေရင်အဲ့ဒါယုပစ္စည်းဖြစ်တယ်ဘောဇနာပူဇာနဲ့ယုပစ္စည်းပေါင်းထားတာအဲ့ဆိုရဖြစ်တဲ့အတွက်သူဟာနော်နံပုတ်အဲ့တော့ပရကတူတပါဘောဇနာကဗာလဲ ဘောဇင်စားပွဲသွားပွဲ စားတာနော်စားပွဲအဲ့တော့ပရဆိုတဲ့တရားရဲ့အနောက်ကအများအားများတော့အဖြစ်ကနံဝိဘတ်ရှိတယ်။မရှိလဲနံဝိဘတ်ရှိတယ်။ပရဟိတတော့ဘာလို့ပုံစံနေအများကြီးရှိပါတယ်နော်။သူကအများနဲ့နံဝိဘတ်တွေကြည့်တာများတယ်။ပရိတံဟိတံပရဟိတံလို့ပုံစံမျိုး။အဲ့တော့ဒီမှာလဲဖွင့်ရင်ပရိတံဘောဇနံဒီလိုဖွင့်ရမှာလို့သူအဲ့ဒါဖွင့်မယ်ဆိုရင်တမတ်ဝိဒုဆိုရင်အဲ့လိုဆိုရမှာနော်။အဲ့တော့သူတော်ဘာတို့ဤနော်သူတော်ဘာတို့ဤဆိုတာကဘယ်လိုပြောရလဲဆိုတော့တဘာသူတော်တတ္တဝါတို့ဤပေါ့နော်တဘာတော်တတ္တဝါတို့ဤဘောဇနံနဲ့အစာဒီပေါ့ဗာဒီအစာဒီအစာအာဟာရဒီပေါ့တဘာတော်တတ္တဝါဆိုတော့ခန္ဓာကိုယ်ကြီးကတဘာတတ္တဝါရဲ့အစာဆိုတော့အဲ့ခန္ဓာကိုယ်ကြီးကိုစားတာဘူးတွေစားတာလဲလို့ထပ်ပြီးတော့စဉ်းစားလို့ရတယ်နော်ထပ်ပြီးစဉ်းစားလို့ရတာဖြစ်တဲ့အတွက်နေတရားဆရာတော်ဘုရားကြီးများကတားရဲ့တလိ္ဆန်တွေကိုဘာလို့ထားပြလဲထည့်ပြီးမှအနဲ့ပေးထားတယ်နော်အမှန်ကမထည့်လဲအဆင်ပြေပါတယ်နော်တဘာတော်တတ္တဝါတို့ဘောဇနံအာဟာရဒီကိုထည့်ပေးခြင်းနဲ့ဆိုလဲရတယ်ပရိရံတဘာတော်သူတို့ဤတဘာတော်တတ္တဝါတာယေတလိ္ဆန်ဆိုရင်ပြည့်စုံပါပြီဟိုအကောင့်နံပါတ်မထည့်နိုင်ဟုတ်လားတာယေတလိ္ဆန်တို့ဤဘောဇနံအာဟာရဒီအာဟာရဒီ ဤတို့ညတ်တော်ဘာလို့ယူတိ၍ တိဝေတန်တာရီတန်တရာတန္တရာ၌နော်တန်တာရကတန်တယ်တန်တရာနာတုဂတိစပေါ့ပြတော့တုဂတံအပေါင်းစာမလားတုဂတိကဘာလဲမှန်ပါဗျာတုဂရိဘုံမလားတုဂတိမှန်ပါဗျာတုဂရိဘုံ၌ငါบอกတုဂရိတု၎င်းဘာလို့၎င်းတုဂရိဘုံတု၎င်းတုဂရိဘုံတို့၎င်းဒုက္ကတိစဘာလို့၎င်းဒုက္ကတိဘုံတို့၎င်း၎င်းနော်ဣတရဝါတောဣတရဆိုတာဘာလဲတူတောင်းနေဣတရဆိုတာတူတောင်းနေခဏတာเนาะမကြဘူးလို့ပြောတာเนาะတူတောင်းနေဝါတဆိုတာနေခြင်းရှိတယ်နေတာနေတယ်ပေါ့เนาะသူနှစ်ခုဆက်ထားတော့ဒါကဘုဗ္ဗီဓမ္မဖြစ်သွားတယ်เนาะအဲ့တော့ဣတရဝါတောတူတောင်းတော့ပါခြင်းရှိတယ်နေခြင်းရှိသည်ဟောဒီရှိဤအဲ့တော့ဒီနေရာမှာကပြန်ကြည့်လိုက်တော့တန်တာရီတန်တရာ၌သူဂရိဘုံတို့၎င်းဒုက္ခတိဘုံတို့၎င်းတူတောင်းတော့နေခြင်းရှိသည်ဆိုတော့အနောက်မှာနေဆိုတာပါလာတာဖြစ်တဲ့အတွက်ဒီကောင်နှိုက်လို့ပြန်มาရတော့မယ်နော်အဲ့ဒါတော့ဒုက္ကတိစဒုက္ခတိဘုံ၌၎င်းဒုက္ကတိစဒုက္ခတိဘုံ၌၎င်းဣတရဝါတောဣတိလို့ပုတ်ပြရမှာနော်မှန်ပါဗျာတိဝိဘတ်ရဲ့တိဆုံးနေတဲ့ကောင်ရဲ့အရှိမနံပုတ်တွေရှိပြီးတော့အောရှိနေတယ်ဆိုအမြဲတမ်းအောကိုဒီတိုင်းပဲထားဘာမှပြောင်းစရာမလိုဘူးအောဒီတိုင်းထားပြီးဣတိလို့ပုတ်ဖြတ်ရုံပဲနော်မှန်ပါဗျာ
အဲ့တော့ဣတရဝါတော့ဒုတောင်းတော့နေချင်းရှိသည်ဟောဒီဖြစ်ဤဣတိဤသို့ ဤသို့ ဇာနိယာနာနော်ဇာနိယာနာဟိုနော်ခွဲကြည့်လို့ရှိရင်သူကဇာအနောက်ကဣယာနာလေးကိုခဏဖယ်ထားလိုက်ဇာနာဆိုတာပဲရလာလေညာဓာတ်ကလာနော်ဇာနာတွေ့တိုင်းနော်ဇာနာရဲ့အနောက်မှာဘာတွေကြီးပဲပါပါဟိုအာချက်ကရိယာပဲပါလာခိတ်ထဲကပစ္စည်းတွေပဲပါလာဇာနာလို့တွေ့ရင်ညာဓာတ်လို့တာမှတ်တာနော် မှန်ပါဗျာ ဇနဆိုရင်ဇနတက်ဒါကဇာနเนาะအဲ့ဒါလေးတော့ကွာတယ်နောက်ပြီးတော့နောက်တစ်မျိုးရှိသေးတယ်အဲ့နေရာမှာတွဲပြီးမှတ်ရမှာเนาะနံပါတ်1ဒီဇာနဆိုရင်ညာတက်ရှိအဲ့တော့မှာဇာရဲ့နောက်မှာနတ်ကမပါဘဲနဲ့ဇာတစ်လုံးနဲ့ဖြစ်ခဲ့ရင်ဇနတက်ဇာတစ်လုံးနဲ့ဖြစ်ခဲ့ရင်ဗာတက်လေဇနတက် ဇနတက် နော်ဇာရှေ့ဆုံးတစ်လုံးမှာဇာတစ်လုံးနဲ့တွေ့လာပြီဆိုအဲ့ကောင်ဒီဇနာတက် ဇနတက် နတ်ငယ်ကပ်ပါလာရင်ညာတက်နော်ဇာနာဆိုတော့တယ်လေတိတယ်ဒီမှာတော့ငါညတ်တော်ဝါတိရွေးလို့ညာတက်နဲ့ပြတယ်ဒီမှာကျတော့ညာတက်ကိုဘာပြုပြီးပြလဲ စာပြု ဇာနာပြုပြီးတော့နော်ဘာပြုလိုက်တာလဲဇာနာပြုတယ် စာပြုလိုက်တယ်နော်စာနာစာ ဇာနာပြုတယ်အနောက်က စာနာပြုရတာ ဇာနာပြုတာနော် နာကနာပြည့်စည်လို့လားဗျာ ဟုတ်တယ် sorry ဇာပြုတာနော် မှန်ပါဗျာ ဇာပြုတာအနောက်ကနာပစ္စည်းနော်အဲ့တော့ဇာနာအဲ့မှာအနောက်ကဣယာနာပါလာလို့ဇာနာဖြစ်နေရနော် မှန်ပါဗျာ ခုနကခွဲတဲ့ဟာကိုပြောခြင်းဆိုတော့မှားကုန်တယ်နော်အဲ့တော့ခုနကဇာလေးတစ်လုံးပဲတွေ့ရဆိုရင်ဇနာတက် မှန်ပါ ဇာရဲ့အနောက်မှာနတ်ငယ်ကပ်ပါလာပြီဆိုရင်အဲ့ဒါညာတက်နဲ့နာပစ္စည်းတွဲမှတ်ထားပေါ့ မှန်ပါဗျာ အနောက်ကဣယာနာဘာလဲဆိုတော့ဘာပစ္စည်းလို့ထင်လဲ ဣယာနာပိုင်းနာဆိုရင်ယူပစ္စည်းလို့ပြောတယ် သူကဒီမှာကျတော့ဝိဘတ်ပါလား မပါဘူးဗျာ နတ်ငယ်ဆုံးတဲ့ယူပစ္စည်းဒီနတ်ငယ်ရဲ့အရှိပါများတော့အဖြစ်ကအာတရရှိတယ်များတော့အဖြစ်ဘာတရရှိလဲအာတရရှိတယ်နော်နတ်ငယ်ဆုံးယူပစ္စည်းဒီနတ်ငယ်ရဲ့အရှိမှာများတော့အဖြစ်အာတရရှိတယ်တခါတလေမှာအာတရလည်းရှိတတ်တယ်သို့တော့သူ့ရဲ့အရှိမှာကြီးလိုက်လို့ရှိရင်နော်ဒီလိုရက်ပလက်နဲ့ဣယနဲ့မရှိနေဘူးဘာနဲ့မရှိဘူးလေဣယမရှိဘူး ဣယာနဲ့မရှိဘူး အဲ့ဒါကမှတ်ရခက်ပါတယ်ဒီလိုပဲမှတ်နော်နတ်ငယ်ဆုံးပြီးတော့နော်နတ်ငယ်ရဲ့အနောက်မှာဝိဘတ်မပါဘူးဆိုလို့ရှိရင်အဲ့ဒါပြပစ္စည်းမဟုတ်တော့ဘူးနော်ဒီမှာဝိဘတ်ပါလား ပါဘူး မပါဘူးဗျာ ပါဘူးနော်ဝိဘတ်ပါမှာယူပစ္စည်းနော်နတ်ငယ်ဆုံးနေတယ်နံဝိဘတ်တစ်လုံးလုံးဆုံးရမယ်တိတိတင်လားအော်လားအေလားအာလားတခုခုဘာလုပ်နေရမလဲဆုံးနေရမယ်အတရနဲ့ဆုံးမနေရဘူးနော်အဲ့ဒါဆိုလို့ရှိရင်ယူပစ္စည်းမဟုတ်တော့ဘူးနော် မှန်ပါ ခါလေးမှာနတ်ငယ်ဆုံးပြီးတော့အနောက်ကအကောင်နဲ့ပုတ်သွားဆက်တဲ့ခါတိတိတင်ကြည်နေတာရောမရှိဘူးလားရှိရနော် ရှိပါတယ်ဗျာ အဲ့တော့ကိုကဒါလေးကိုအဲ့လိုလေးမှတ်ထားအဲ့တော့ဒီလိုအာနဆုံးတာဘာပစ္စည်းများရှိသေးတော့ အာနာဆုံးတဲ့ပစ္စည်းက တဝါနဲ့ဗာနဲ့တူလဲတဝါနာနဲ့မတူဘူးလားဒါတဝါနာပစ္စည်းနော်မှတ်ထားနော် ဝါနာမှန်ပါ နော်ညက်တဝါနာဒီမှာညက်တဝါနာလို့ပြချင်တယ်ရတယ်တို့တော့သူတဝါနာတဝါလို့ပဲပြထားတယ်အဲ့ဒါဒီကောင်ကဘာပစ္စည်းလဲတဝါနာ အာ ပ နာ စ္စ ပြီ ည်းတဝါဘာပြုလို့ရလဲ ရပြီ ရပြုလို့ရတယ်နော် မှန်ပါဗျာ ရပြုလိုက်တိုင်းမှာတဝါပစ္စည်းကိုရပြုလိုက်တိုင်းမှာအရှိမအမြဲတမ်းရှိတယ်ဟွာတွေပေါ့အာကာရန္တဓာတ်မဟုတ်တဲ့ဟာတွေပေါ့ဘာဓာတ်မဟုတ်တဲ့ဟာ မှန် တွေ ပါအာကာရန္တမဟုတ်တဲ့ဟာ အာကာရန္တမဟုတ်တဲ့ဟာနော်ဒီမှာဇာနာဘာဖြစ်နေလဲအဖြစ်နေပြီနော်ညာဖြစ်နေတော့ဒီတိုင်းပဲညာရလို့ရေးထားမှာပေါ့နော် မှန်ပါ ညာဖြစ်နေဘလို့ပဲရေးထားမှာလဲညာရလို့ရေး ညာ ထား ရ
အဲ့တော့ညာမဟုတ်တော့ဘူးပြောင်းသွားပြီအာတရနဲ့ဆုံးသွားပြီဆိုရင်တဝါကိုရပြုလိုက်အရှိမဘာထည့်ပေးရလဲဣထည့်ပေးရဥမာကရဒတ်နဲ့ပေါ့နော် ကရိတဝါ ကရိတဝါအဲ့ကရိတဝါမှာတဝါပစ္စည်းတက်ပြီးတဝါကိုဘာပြုမယ်ရပြုမယ်ရပြု ကာ ရှိ ရိ မှ ယ ထည့်ပေး ကာရိယကရိယ ကရိယဘယ်လိုလာမှာလဲ က က ရိ ရိ ယ ယလို့လာမှာနော် မှန်ပါ အဲ့ ဗျာ ကရိယကတဝါပစ္စည်းဖြစ်နေတာမှုလို့သူ့မှာဝိဘတ်ပါမှာလားမပါဘူးเนาะဥစဉ်ပြောနေလေဝိဘတ်မပါဘဲနဲ့အဆုံးတတ်နေတယ်ဆိုရင်များတော့အပြင်ပါလဲတဝါပစ္စည်း ဝါပစ္စ စ ည်း လုံးမှာဆင့်နေပူတော်တရားလေးရယ်နော်ဘယ်လိုပါဆင့်နေစလုံးမှာဆင့်နေအဲကြောင့်မို့ဒီကောင်ဒီဝိဘတ်မပါလာဘူးတဝါနာပစ္စည်းရွေ့လို့ပါတာပြန်ရမယ်နော် မှန်ပါ အနိ ဗျာ ယာနာတိဝေဒါတူပါပြီနော်ဥဒယေဥရိယ ဥ ဘ ရိ တ် ယ တာ ဥရိယဘဒ္ဒမင်းသမ မင်း ီး သမီးမာပမာဒ န မ မေလ မေ့ ျော ပါ နေ နဲ့နော်မမေ့လျော့နဲ့ဓမ္မံတရား တရားကို စရတုကျင့် သူ လော ကျင့်လို့ နော် ဣ န တိ ငယ်လေးကတိတိတင်ဖြစ်ဣတိဣတုအာဟဘာလို့ပြီလဲဆိုပြီး ဆိုပြီး ဒါတွေကဟာတွေကဟာတွေပဲနော်ဧဝံ ဤ ဤသို့ သို့ မဟာတတ်သောကြီးမြတ်သောတတ္တဝါတွေနော်ကြီးမြတ်သောတတ္တဝါဆိုတော့ဘယ်လိုလဲဖះလောင်းပေါ့နော်ဖះအလောင်းဒီတတ္တာနော်တာရာနဲ့အဋ္ဌိလိမ်မလို့တကြီးရေးချပါနေနော်အဲ့တော့ထိုသူမ ဩဝါဒ အာနော်သူကအနောက်မှာကြည့်လိုက်တော့အထာတိမို့လားပေးတာမို့လား မှန်ပါ ပေးတာ မှန် ဖြစ် ပါဗျာ အာအဲ့ဆိုတတ်တာထိုတူမ ထိုတူမ အာ အာ ဩဝါဒံမတိတိတိဖြစ်အနောက်မှာအကြံခဲ့နော် နာခြင်း အဲ့တော့ဩဝါဒံဩဝါဒကိုအထာတိဘာလို့ပြီးပေးတော့ပေးပြီး ပြီးတော်မူသည် တာပိတာအပေါင်းဘယ်လိုပြောပြမှာ အ လဲ ပိ အပိ သာ ထို သာ တူ အပိ မသည် ထိုမင်းသမီးထေသူမသည် ထိုမင်းသမီး လေ ထိုတူမ ထို သည် မ လေ င်းသမီးသည် ထိုမင်းသမီးလေ ထိုမင်းသမီးသည် အဲ့ဒါလိုပြန် လေ ရမယ်နော်တတ္တာသူဤ ထို ဆိုတာ ဖျားလောင်း လေ ဤ ထို ဘု ဖ ရား ရာ လော လော င်း င်းဤဓမ္မကထာယတရား တရားစကား စကား ဟာ ဒီမှာအနောက်မှာကြည်ညိုတာပါတယ်မလား မှန်ပါဗျာ ကြည်ညိုတာပါတယ်ဆိုရင်အနောက်မှာနှိုက်အရှိမနှိုက်လို့ပြရမယ်နော်ဓမ္မ ဩမှန် က ပါ ထာယဘယ်၌တရားစကား၌ တရားစကား၌ပတိဒိဋ္ဌဝါဘာလို့၍ ကျင်ညို ၍ထုတေ ချင်း ချီး မ မွ ွ မ်း န် ချီးမွမ်းခြင်း ဒီ ကို ချီးမွမ်းတာနော်အဲ့တော့ချီးမွမ်းခြင်းကိုကရွန်တီနော်ဟွာမလို့အဲ့ဒီလေမလို့ကရွန်တမှာဘာပစ္စည်းပါလာလဲဤပစ္စ ဤ ည်း ပစ္စည်း ပါလာတာနော်အဲ့တော့ကရွန်တီဘာလို့လို့ရတာ ချင်းမွန် ချီးမွမ်းခြင်းကိုကရွန်တီပြုလို့ရတာနော် ပြုလို့ရက ပြုလို့ရကဩတာနာဂါထမဟာဂါထံအာဟာပေါ့နော်ဩတာနာဆိုတာရှေ့တော့မှတွေ့ခဲ့တယ်ဗာလဲအဆုံးတက်မလားနောက်ဆုံးနော်ဩတာနာဆိုတာအဆုံးတက်နောက်ဆုံးအဲ့တော့အဆုံးတက်နောက်ဆုံးဂါထံဂါထာကိုအာဟမလုပ်ပြီး ဆိုတော်မူသည်ဆိုတော်မူသည် ဆိုပြီးတာဓုဘာလို့လီစွာ ကောင်းလေစွာ တာဓုကောင်းလီစွာဘာတတိယံယခောဘာတတိယံကဒါရန်ဆုံးနေရမဟုတ်ဘူးเนาะပုတ်ဖြဲရမှာအပေါ်မှာဒီလိုလေးပါတယ်ပုတ်ဖြဲရမယ်လို့မလုပ်တာလေပြထားတာเนาะအဲ့ဘာတတိယံကိုဘယ်လိုပုတ်ဖြဲလိုက်မလဲ ဘာတတိအရင် ဘာတတိအယံအဲ့တော့အယံကနောက်ကဝိဘတ်တိဝိဘတ်ဆိုတော့အနောက်ကကောင်တော့တွေ့ပေါ့နော်အယံရက် အရ ခော ရက်ဖို့ ဤ ဤ ကြာမင်းသည်เนาะ
အခါအရှိမတော့ကတရားမင်းတို့ဦးဇင်းတို့ပြန်ခဲ့ကြရမလားအဲကြောင့်မို့အရန်ရက်ခေါ်ဤတရားမင်းဒီနော် မင်းဒီ ဘာတတိဘာလို့ဤပြောဆို ပြောဆိုဤ တာရုကောင်းလေစွာနော်အပံအနေငယ်မို့လားမစ္ဆာနာဇီဝိတံမစ္ဆာနာဇီဝိတံကဟိုဘာနဲ့တူတူတာရုတတနာလို့ပါလို့နဲ့နော်သူကဘာကြည့်နေရလဲ တေးသေးတယ်လားဗျာ တိတိတိကြည့်နေတာနော်သူကမစ္ဆာနံလို့ပုတ်ခဲ့လို့ပုတ်ခဲ့ရမှာလဲ အစ္စာနံ မစ္ဆာနံလို့ပုတ်ခဲ့ရမယ်နော်မစ္ဆာနံဇီဝိတံမစ္ဆာဆိုတာကတဝါနော်အဲဆိုတော့တတဝါတို့ဤ ဟိုဤ ဇီဝိတံ ဇီဝိတံအသက်တီ အတက်ဒီအပံဘာလို့ဤနေ နေဤ ဝိဘတ်တူတယ်ဆိုတော့ဤတို့ဒီတို့ချလို့ရတယ်နော်အဲဆိုတော့တရဝတို့အတက်ဒီနေဤကတိရင်စကတိရဆိုတာကစင်းရဲတာစင်းစင်းရဲရဲနော်ကတိရင်စပါတော့စင်းလေစင်းရဲ ဒီလက်ကော စင်းရဲဤဒါမှမဟုတ်စင်းရဲခြင်းဒီ၎င်းပရိတ်တင်စ နေတော့အာနုဘောတိ၎င်း နေတော့အရုပ်ပေါ်ဒီ၎င်းနော်အဲဆိုရင်ခုနလိုပြန်မယ်ဆိုရင်စင်းလဲစင်းရဲတယ်ဘာလို့လဲနေလဲ နေ နေတယ်စင်းလဲစင်းရဲဤနေလဲနေဤ နေ တန်စ ထိုဆင်းရဲခြင်းနေခြင်း ထိုးအိ ဒီ ထိုးကိုလဲသူတို့နှစ်ခုပြန်ဆိုမှာထိုးစင်းရဲခြင်းနေခြင်း ကိုလဲ တီလဲလို့ပြန်มาရမယ်နော်ဘာပြန် အ လို့ မှန် တီလဲနော် တီလဲ သူကတီလို့ပြန်มาအနောက်ကတန်ရုပ်တန်နဲ့ဘာလို့လို့ရမှာလဲဆက်လို့ရပါနော် တိုက် နေထိုးစင်းရဲခြင်း ဆ နေ င်းရဲ ခြင်းဒီလဲ နေ အဲ ခြင်း နည်းနည်းလေး ဒီ နည်းနည်းအဲနေတာတို့စင်းရဲတာတို့ကလည်းဒုက္ခေန ဒုက္ခနှင့် ဒုက္ခနဲ့တန်ရုပ်တန်ဘာလို့ဤဆက်ဆက် ရှင် နေဆက်ဆက်နေရှင်ဆက်နေနော်တာဟံကိုပုတ်ပြတော့ အာဟံ တာအဟံအဲဆိုတော့တာအဟံထိုငါဒီ ထိုငါ ကိုငါ အဲဆိုတော့ဘာလို့တာလို့ပြပြီးမှအဟံလို့ပြလဲဆိုတော့မင်းသမီးကပြောနေတာပေါ့လေနော်တာဟံထိုငါဒီဧကာတယောက်ที တရားဟိ နော်ပပစိတ်တာမိဘာလို့တော့အံ ယဟန်ပြုတော့အံ့ ယဟန်ပြုတော့အံဟိတ်တော်ဘာလို့ ဆွ ဤ ၍စွန့်၍ ဆွ၍ နော်ဟာဓာတ်ကဘာလို့တာလဲစွန့်တာနော် မှန်ပါဗျာ ဟိတ်တော်စွန့် ဆွ ၍ကာတိကာတိနော်သူကကာတိတိုင်းမို့လားကာတိအမည်ရှိတော့သူရုံ ကာ တ တိ နာ ရှိသော ဘာကို သူရုံကနာမြို့ကို မြို့နာကာမြို့ မြို့ကို အမည်ရှိတော့မဟုတ်သူကကာတိတိုင်းသူကမြို့မို့လားနော်အဲဆိုတော့ကာတိကာတိတိုင်းသူရုံတနာဘာကိုသူရုံတနာမြို့ကို မြို့ကို အဲဆိုတော့အကုန်လုံးကိုပြန်ဆက်မယ်ဆိုလို့ရှိရင်ဒီကနေစပြမယ်နော်ကာတေတုရုံတနံပါတိတိုင်းတုမျိုးကို သူ ဟုတ် မြို့ အဲ့ ကို တော်ဝါ အဲ့တော့ဆွ စွ ၍ န့် ဆောင် ၍ ၍ ဧကတယောက်ဒီပပ္ပစိတာမိဘာလို့တော့မယ်ယဟန် ယဟန်ပြုတော့ ပြု အံ့ တော့မယ် ယဟန်ပြုတော့မယ် အဲ့လိုပြောရနော်အစအနေတတိချာချာပြန်မယ်ဆိုလို့ရှိရင်တော့အယံရက်ခေါ်ဤတရားမင်းဒီ ဒီ နော် exam ဒီ ဘာတတိ ပါထု ဆိုဤဘယ်လိုဆိုတာလဲတော့ဒီလိုဆိုတယ်ဗောနဲ့ ပါထု လဲလဲတယ်ဆင်းလဲဆင်းရဲထိုးအရာတွေကဒုက္ခနဲ့ဆက်ဆံနေတယ်တတ္တဝါတို့ရဲ့အတက်ကလည်းနဲတယ်နော်အယံရက်ခေါ်ဣရိယာမင်းဒီဤတို့ဗတတိဘာလို့တလဲဆိုတယ် လို့ဆိုပြီး တာဓုဘာလို့လိုက်တာကောင်းလိုက်တာ ကောင်းပြီ နော်အဲဒီမှာဒီဟာကိုဆက်နော်ကာတိမြရှိတဲ့ရူဏမျိုးကိုစွန့်ပြီးတော့တယောက်တည်းဘာလို့တော့မယ်ယဟန် ယဟန်ပြုတော့မယ် ပြုတော့မယ်ဘောဒီလိုစာဝဲမှာအဲ့လိုအစင်နေမိနေတယ်ဆိုလို့ရှိရင်ခုနလိုလေးပြန်သွားလို့ရတယ်နော်အရာရခွန်ကြမေဒီပါတိဆိုတယ်ဒါတို့ကောင်းလေစွာအနတ်မှန်နေဖို့အရေးကြီးတယ်နော်ဒီအောက်ကလေးကြတော့စီလေအောင်ဒီနောက်ကနေပြန်ပြီးမှရမယ်
နော်စွန့်၍ငါဒီတယောက်တည်းယဟန်ပြုတော့မယ်အဲ့လိုလေးပါတာဗျာဒါကြတော့ရှင်းပြထားတဲ့ဟာတွေနော်အဲ့တော့ဘောဓိတတ်တော် ဘုရားလောင်း ဘလောင်ဒီတတ္တာထိုသူ ထို မာဤ ထိုသူမဤ အာပေါ့နော်တတ်တော်ထိုသူမအာနော်ဩဝါဒံဩဝါဒကို သုမ ယတဝါ တတဝါပေ၍ ပေ၍တကဌာနနံဧဝတကဆိုတာကနော်ဌာနနေရာမိမိနေရာ နေရာ တာ တူ လီ တာလေရင် ကတော့ဘာလို့ ကတော့ဝါပြီ သွားပြီတာပြီထိုသူမ ထိုမင်းသမီးသူမသည်လေ ထိုသူမသည်လေဥနာဒီဝတိနောက် နာဒီဝ တ တိ နေ့ တ ၌နေ့၌ နော်မနေ့ဖြန်၌ပေါ့နော်အမစ္စေ တ အမ ဝါ တ်တို့ကိုနော်အမစ္ဆဆိုအမတ်မလားအမတ်တို့ကိုရစ္ဆံတိုင်းပြည်ကိုနော်ပဋိစ္စာပတ္တဝါနော်ဆောင်းနေအနှင်း၍နော် အနေ၍ အနှင်း၍ပြန်အလိုရှိစေ၍ဆိုတာစောင့်အနှင်း၍လို့သူကဘာသာပြန်လိုက်တာဒီမှာကဖွဲ့ကြည့်မယ်ဆိုလို့ရှိရင်တဝါပစ္စည်းရဲ့နာပေပစ္စည်း နာ ရဲ့ ပေ နော် ပစ္စည်းရဲ့ အရှိမရှိတဲ့ပဋိစ္စကပฏิရှိတဲ့အိဆ ဣတု ပฏิရှိတဲ့ဗာလဲ ဣဆ အိဆအိဆကပဲလာလဲဆိုတော့ဟုတ်တယ်ဣတုတက်ကလာတာနော် ဣတုတဲ့ အိဆတိလို့ရှိဆိုတာဣတုတက်ဟုတ်တယ်မလားနော်အဲကြောင့် မှ မို့ န်ပါဗျာ ပฏิရှိအိဆနော်အနှင်း၍အန်တောဆိုတာအတွင်နဂရဆိုတာမြို့နော်အန်တောနဂရီကြီးဝဘေတို့တာလင်းမြို့အတွ မြို့ င် အတွင်းတူတာလေ နှို နှိုက်တာလေ ဆိုတော့နှိုက်ပေါ့နော်မြို့အတွင်နှိုက်တာလျင်ရမဏီရေမြို့ မွေလျော် မွေလျော်တာမလားမွေလျော်ဘွယ် မှန်ပါ ကောင်းတော့သူကကြတော့ဒီမှာကြည့်လိုက်နော်အနိယဆုံးတယ်နော်အနိယဆုံးရင်အနိယပစ္စည်းနော်အဲနိယတွေပါပါလာပြီဆိုရင်နိယရဲ့ရှေ့မှာအာရှိလားကြည့်လိုက်ဟောဒီကမနဲ့နတ်ငယ်ရဲ့ရှေ့မှာမနဲ့ရကောက်ရှိတယ်ဆိုရင်အဲနတ်ငယ်နတ်ကြီးပြောင်းတယ်အမြဲတမ်းနော် မှန်ပါဗျာ ဒီကြတာတော့ရကောင်းရဲ့အနောက်မှာအမြဲတမ်းနတ်ကြီးနဲ့ပဲနေတာနော်ကရဏတို့မရအကုန်လုံးလိုက်ကြည့်လိုက်အဲဆိုရကောက်ရဲ့အနောက်မှာအမြဲတမ်းနတ်ကြီးနဲ့ပဲနေမတော့တစ်ခါတလေမှပြောင်းရမဏီရေမြို့တော်ပဲကောင်းတော့မှွေလျော်ပဲကောင်းတော့ တော့ အောင်ရ ဒီလိုပဲကောနော်ဥယျာဉ်နေဥယျာဉ်၌ ဥယျာဉ်၌နော်အနိယကိုဘာသာပြန်ဖွဲ့ဆရာအဲ့လိုဘာသာပြန်ရတယ်နော်အနိယကိုပြန် မှ ရင် န်ပါဗျာ ဖွဲ့ဆရာအဲ့ ဆရာ မှွေလျော်ဘွဲလို့ပြန်သွားတာနော် မှန်ပါဗျာ အောင်ရနေဥယျာဉ်၌တဲ့ဣတိပပ္ပိဇံနော်ဣတိကယတိပပ္ပိဇယဟံမဟုတ် ယ လား ဟန်ဖြစ် ယတိယဟံအဖြစ်ကို ဖြစ် ပ ကို ပ္ပစိတ်တဝါမလုပ်၍ပြု၍ ပြုတော်မူ၍ ပြု၍ဓမ္မမဟုတ်ယဟန်ယတိယဟန်အဖြစ်ကိုယဟန်ဝေ၍ပြု၍လို့ပဲဗလားပြန်မအဆင်ပြေပါလေနော်အရှိမလည်းပပ္ပစိတ်ရပါတယ်ယတိယဟန်အဖြစ်ကိုပပ္ပစိတ်တဝါပြု၍ဝေ ပြု ၍ဓမ္မံတရားကို တရားကို စရိတ်တဝါ အရိပါကျင့်၍ ကျင့်၍နော်တရားကိုကျင့်ပြီးတော့ဗောနော်အာယုပရိယောတာနေအာယုကအတက်ပရိ တဲ့ ယောတာနာပရိဩတာနေဟုတ်တယ်မလား ဟုတ် ဩတာနာနောက်ဆုံးပရိဆိုတော့ကုံဆုံးတာပေါ့အဲ့တော့အာယုပရိယောတာနေဘာလို့တော့ခါနိုင် အသက် အတက်ကုံဆုံးတော့ အသက်တည်ဆုံးသောအခါ၌ အတက်ကုံဆုံးတော့ခါအတက်တည်ဆုံးတော့အခါ၌တာရိန်တဘဝနေ ဘဝနေတာရိန်တာ ဘဝ ဘုံ မှာနေ ၌ တော့တာ တာ ရိ ရိ န် န်တာတတိဘုံ ၌ ဘဝဆိုဒီမှာကျတော့ဘုံလို့ပြန်ရမှာနော်တာရိန်တာ မှန်ပါ ဘုံ၌တာရိန်တာနတ်ပြည်၌ပေါ့ဘောဓိတတ္တတ ဘုရားအလောင်းဤ ဖျား ဘုရားလောင်းဤတဲ့ပါရကခြေမို့လားနော်ပရိစာရိကဆိုတာကအလုတ်အကျွေးပြူတာ ဟောအ အဲ လူ ဒါတော့ခြေတော်ရင်း၌အလုတ်အကျွေး အလုံးအကျွေး ပြူတော်သူဒီ ဒီ ဩတ္တဝါဖြည့် ဖြည့် ၍နိဗ္ဗတိဘာလို့ဒီဖြစ်ပြီး ဖြစ် ပြီးဆုံးဖြစ်ပြီ နိဗ္ဗတိကဖြစ်တယ်နော်အဲဒါတော့ဖြစ်ပြီးတတ္တာတတ္ထာနော်
တထာမြတ်စွာဘုရားသည် ဘုရားရှိ ဣမံဓမ္မတိတနံ တရားဒေသနာတော်ကို အာဟိတဝါ ဆောင်တော်မူ၍ ဟံတစ္ဆာနိတစ္ဆာ၄ သစ္ ပါး စာ သူ တု ကို ကို ပကတတဝါ သာတတဝါပြ ပြ တော်မူ တော်မူ ၍ ၍ဇာရကံဇတ်တော်ကို သစ္စာကို သမော သမော ဒာ ဒာ နိ နိ ပေါင်းတော်မူ ပေါင်းတော် ၏တဲ့ မူပြီး တစ္ဆပရိယောဒာနိတစ္ဆာ သစ္ ကို စာ ပြ အ ပြီး ဆုံး သည် ၌ အဆုံး ပြ ၌ ပြီးဒီအဆုံး၌ ရှေ့ဟာကိုပြန်ဆွဲပြီနော်အောက်ကံထိတဘိက္ခု ထိတ ဘာလို့ ဘိ တဲ့ က္ ယ ခု ဟန်နိ သာသနာတော်၌ညီမှုတော်ယဟန် ကာရ သည် ဏညီငွေနေတဲ့ယဟန်နိပြင်းတဲ့ယဟန်ပေါ့နော်ယဟန်ဒီတဲ့တောတာပတ္တိဖလေတောတာပတ္တိ သောတာပတ္တိဖို့ ပဋိဋ္ဌဟိဘာလို့ပြီ ၌တည်ပြီး တီမီတရာထို ထိုခါ ၌ ရာဇတိတာမင်းသမီးဒီ ၌မင်းသမီး ရာ သည် ဟုလမာတာရာဟုလဤ ရာဟုလာနေတော်မူသည် အဟောတိဖြစ်ပြီ ဖြစ်လာ ဖြစ် ပြီ ပြီး တ ဖြစ်လာပြီ တောပါဏတရားမင်း တရားမင်း သာ ကြီးများ အဟံမေဝငါဘုရား အာ ဒီ တိ သာ တိ လ လေ ျင်အဟောတိန် အဟောတိန်ဖြစ်ပြီး ဖြစ်ပြီးဣတိဤတို့ပြန်ဆွဲပါမလားသာတ တ ကံ ကံသတ် သမောဓာ သမော နိ ဓာအောင်းတော်မူ ဇတ် သည် တော်ကိုပေါင်းတော်မူ၏ဒီအပိုက်ကတော့သူကဇတ်တော်တွေပြီးသွားတိုင်းဒါတွေပဲထပ်လာနေဟုတ်တယ်မလားနော် မှန်ပါဗျာ ဥရိယဇာရကဝဏနာစတုတ်တာတဲ့ဥဒိယဇတ်အဖွင့်လာလေးခုမြောက်ဘာလို့ဇက်ကဘာလို့ပြီးတယ်လဲပြီးသွား ပြီး ပြီ သွားပါပြီဗျာ အဲ့လိုပြီးပြီနော်နောက်နေ့ကြာမှလာလေဦးဇင်းတို့အဆဆုံးမြန်မာလိုပြန်ပြောမယ်နော်အဲ့တော့ မှန်ပါ မနေ့ဖြန်ကြာရင်